အပြာရောင်လေးပြတို့ဤတုတာအပိုင်းအချောက်မှန်သားပင်ဤနီကုံမှန်တဲ့ကစာသားကကျွန်တော်ကိုစိန်ခေါ်နေတယ်စက်သိန်းပိုင်းကိုမင်းကိုယ်တိုင်ရေးတော့မလားညံဒါမှမဟုတ်မာရေးပေးရမလားကျွန်တော်ရဲ့နှလုံးသားထဲကလေးပြခေါက်တန်းကပိုပြီးမြန်ဆန်လာတယ်ကျွန်တော်ဟာဒီတူးတန်းထဲမှာထာဝရပိတ်မိနေတော့မလားမင်းရဲ့ဇက်လန်းကမင်းကိုတတ်နေတာညံအဘိုးကြီးရဲ့ဝိညာဉ်ကကျွန်တော်နားကိုရောက်လာပြန်တယ်မင်းရေးခဲ့တဲ့ဇက်ကောင်တွေကမင်းရဲ့အထီးချမ်းမှုကိုအစာကျွေးနေကြတာအခုအဲ့ဒီအထီးချမ်းမှုကမင်းကိုပြန်ဝါမျိုးကိုကြိုးစားနေပြီကျွန်တော်မျက်လုံးမှိတ်လိုက်တယ်ဒီအမောင်ထဲမှာဒီယူးဆွတ်မှုထဲမှာလွတ်မြောက်ရာလမ်းစားကိုရှာရမယ်ညိုကျွန်တော်တိုးတိုးလေးခေါ်လိုက်တယ်မင်းတကယ်ပဲမရှိခဲ့ဘူးလားညိုစာမျက်နှာများကြားကအမှန်တရားအဲ့ဒီအချိန်မှာပဲကြားမြင်ပေါ်ကစာရွက်အစုပ်အပွားတွေကတဖြည်းဖြည်းစုစည်းလာပြန်တယ်ဒီတစ်ခါတော့ညိုရဲ့ပုံတရံမဟုတ်ဘူးကျွန်တော်ရေးခဲ့တဲ့ဝတ္ထုတွေထဲကအခန်းတစ်ခန်းအဲ့ဒီခန်းထဲမှာဇက်ကောင်တစ်ကောင်ကသူ့ရဲ့ဖန်တီးရှင်ကိုမေးခွန်းထုတ်နေတယ်မင်းကငါ့ကိုဘာလို့ဒီလောက်နာကျင်အောင်လုပ်ရတာလဲမင်းရဲ့အထီးချမ်းမှုကိုငါ့အပေါ်မှာဘာလို့ပုံချရတာလဲကျွန်တော်ဟာကိုယ့်ဇက်ကောင်တွေနဲ့ကိုယ်တိုင်စကားပြောနေတာပဲကျွန်တော်ရေးခဲ့တဲ့နာကျင်မှုတွေကကိုယ့်ကိုပြန်ပြီးတိုက်ခိုက်နေတာမင်းရေးခဲ့တဲ့ဇက်သိန်းပိုင်းတွေကအမြဲတမ်းဝမ်းနည်းစရာကောင်းတယ်လို့အဖိုးကြီးကပြောတယ်မင်းကပျော်ရွှင်မှုကိုမယုံကြည်ဘူးဒါကြောင့်မင်းရဲ့ဇက်ကောင်တွေကိုလည်းပျော်ရွှင်ခွင့်မပေးဘူးကျွန်တော်နားလည်လိုက်ပြီဒီတူထန်းဟာကျွန်တော်ရဲ့စိတ်ကူးရဲ့ဘာမဟုတ်ဘူးကျွန်တော်ရဲ့စိတ်တန်ရာတွေကိုသိမ်းဆည်းထားတဲ့နေရာနီးကုန်းကိုပြန်လဲရေးသားခြင်းကျွန်တော်ကလထိုင်မောင်ကနေထားပွဲကြိုးစားတယ်ခြေထောက်တွေကတလင်းကြောက်ထစ်နေပေမဲ့ကျွန်တော်ရုန်းကန်တယ်နာကျင်ပေမဲ့ကျွန်တော်မရက်ဘူးငါကိုယ်စားသိန်းကိုကိုယ်တည်းရေးမယ်ကျွန်တော်အော်ဟစ်လိုက်တယ်ကျွန်တော်ရဲ့အတန်းကပြာခန်းတစ်ခုလုံးကိုတုံခါသွားစေလေနမန်ဘော်ကလိပြာတွေကကြောက်လန့်တကြားပြန်တန်းကုန်ကြတယ်အပြာရောင်သွေးကြောမြင်တွေကအဖြည်းဖြည်းနဲ့အယောင်မှိန်လာတယ်ကျွန်တော်မှန်စီကိုရှောက်သွားတယ်မှန်ထဲမှာပေါ်နေတဲ့စာသားကိုကျွန်တော်ရဲ့တလင်းကြောက်လန့်နဲ့ထူရိုက်လိုက်တယ်ခွန်းမှန်ကကွဲအပ်သွားတယ်ဒါပေမဲ့ဒီတစ်ခါတော့လိပြာတွေထွက်မလာဘူးအလင်းတောင်တွေထွက်လာတယ်ကြည်လင်နဲ့ပူနွေးနဲ့အလင်းတောင်တွေအဲ့ဒီအလင်းတောင်ထဲမှာကျွန်တော်ရဲ့တလင်းကြောက်ခန္ဓာကိုယ်ကတဖြည်းဖြည်းနဲ့အရေးပျော်ကျလာတယ်နာကျင်မှုတွေကြောက်ရွံ့မှုတွေအထီးကျမ်းမှုတွေအကုန်လုံးအလင်းထဲမှာပျောက်ကွယ်ကုန်တယ်နောက်ဆုံးစာမျက်နှာကျွန်တော်မျက်လုံးမှွင့်လိုက်တယ်အခန်းထဲမှာဆေးလိမ့်ငွေမရှိတော့ဘူးနမန်ပေါ်မှာလိပ်လာသေးတွေမရှိတော့ဘူးပဒင်းပေါက်ကနေနေရောင်ကြီးတွေဝင်းလာနေတယ်ကျွန်တော်ကလထိုင်ပေါ်မှာထနေသေးပါဒါပေမဲ့ကျွန်တော်ကျလက်တွေကဂျမ်းမာနေတယ်စပွဲပေါ်မှာလက်နှိပ်ဆက်တစ်လုံးရှိနေတယ်လက်နှိပ်ဆက်ထဲမှာစာရွက်တစ်ရွက်ရှိနေတယ်ကျွန်တော်ငုံကြည့်လိုက်တယ်စာရွက်ပေါ်မှာရေးထားတာကညာဟာသူ့အထီးချမ်းမှုကိုရင်ဆိုင်ခဲ့တယ်သူဟာကိုယ်ဇလန်းရဲ့ညီကုန်းကိုပျော်ရွှင်မှုနဲ့အဆုံးသတ်ခဲ့တယ်အခုသူဟာလွတ်မြောက်သွားပြီကျွန်တော်ပြုံးလိုက်တယ်ဒါဟာတကယ်အမှန်တရားပဲအဲ့ဒီအချိန်မှာပဲအခန်းတစ်ခွားကပွင့်သွားတယ်အမျိုးသမီးတူဝင်လာတယ်သူမကအပြာရောင်ကားတုံးလေးကိုဝတ်ထားတယ်မျက်လုံးတွေကကြည်လင်နေတယ်ညာရှင်နိုးလာပြီလားသူမကပြုံးပြီးမေးတယ်သူမရဲ့အတန်းကကျွန်တော်ကြားဘူးတဲ့အတန်းပဲဒါပေမဲ့ကွဲအာနေမရှိဘူးကြည်လင်နေတယ်ညိုကျွန်တော်တိုးတိုးလေးခေါ်လိုက်တယ်မင်းတကယ်ရှိတာလားညိုကရီမော်လိုက်တယ်ရှင်ကလည်းဘာတွေမင်းနေတာလဲလာမနေ့စာတော့စားရအောင်ကျွန်တော်ကလထိုင်ဘောကနေထလိုက်တယ်ခြေထောက်တွေကပေါ့လီးနေတယ်ကျွန်တော်ဟာတကယ်ပဲလွတ်မြောက်သွားပြီဒါပေမဲ့ကျွန်တော်တကွာဘောစီကိုရှောက်သွားတဲ့အချိန်မှာစပွဲဘောကလက်နှိပ်ဆက်ကသူ့အလိုလိုရိုက်နှိပ်နေတဲ့အတန်ကိုကြားလိုက်တယ်တောက်ချက်တောက်ကျွန်တော်လှည့်ကြည့်လိုက်တယ်လက်နှိပ်ဆက်ထဲမှာစာရွက်တစ်ရွက်စာသားတစ်ချောင်းပေါ်လာတယ်ဒါပေမဲ့ညာဟာမတိခဲ့ဘူးသူလွတ်မြောက်သွားပြီလို့ထင်နေတဲ့အခုကဘာဟာပိုပြီးကြီးမားတဲ့လောင်းကိန်းတစ်ခုဖြစ်နေမှန်းကျွန်တော်ရဲ့ပြုံးကအေးခဲသွားတယ်ညိုကကျွန်တော်ကိုလှည့်ကြည့်ပြီးပြုံးနေသေးပါဒါပေမဲ့သူ
သူမရဲ့မျက်လုံးထဲမှာအပြာရောင်လိပ်ပြတကောင်ဖြတ်ပြန်းသွားတာကိုကျွန်တော်မြင်လိုက်ရတယ်။ဒါဟာတကယ်ဇာသိန်းလား။ဒါမှမဟုတ်ညာဟာပိုပြီးနဲ့ချင်းတဲ့အိမ်မက်ထဲကိုဝင်သွားတာလား။အပြာရောင်လိပ်ပြကိုထူတန်ဟာဘတော်မှမကုံဆုံးနိုင်တဲ့ဝင်ကပတစ်ခုလား။အဖြေကိုမင်းရဲ့စိတ်အကြီးထဲမှာပဲရှာဖွေပါတော့